မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျင်းများလှုပ်ပေးပြီးဘုံကျဲမှုရက်တရန်တောင်းဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တိုင်းပြည်အနာဂတ်နဲ့ပြည်သူအကျိုးရှိရှု၍ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအလုံးကိုအမြန်ဆုံးလှုပ်ပေး၍ထွေးဆုံဆွေးနွေးမှုဖြင့်အပြေရှားရန်ဘုံကျဲတိုက်ခိုက်မှုများတံပြန်ထိုးစစ်ဆင်နေမှုများချက်ချင်းရပ်တန့်ပေးရန်ငြိမ်းချမ်းရေးကမ်းလှမ်းများအဖွဲ့ဟန်နော်စပီကာယမန်နီကတောင်းဆိုလိုက်ပါတယ်။အဆိုပါတောင်းဆိုချက်များအပြင်စစ်တပ်အနေဖြင့်ဒေါ်လာရေးတပ်ဖွဲ့များတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအလုံးကိုဖိတ်ခေါ်ကငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ကျင်းပပေးရန်စစ်မှုထမ်းဥပဒေကိုဆိုင်းငံ့၍အတင်းအဓမ္မဖမ်းဆီးစစ်မှုထမ်းခိုင်းမှုများနှင့်စစ်အင်အားဖြည့်တင်းနေမှုများကိုရပ်တန့်ပေးရန်မြေဆောင်စီမံကိန်းဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်နေမှုကိုဆိုင်းငံ့ပေးရန်စသည့်အချက်အလက်များကိုလည်းတောင်းဆိုကြောင်းဖော်ပြထားပါတယ်။ထို့ပြင်တိုင်းပြည်အနာဂတ်နှင့်ပြည်သူလူထု၏အကျိုးကိုရှေ့ရှု၍တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအဖွဲ့အစည်းများကိုလည်းအဖြစ်ခက်ရဲစဲကြောင်းကြေညာ၍မြို့သိမ်းတိုက်ပွဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲနေမှုများကိုရပ်တန့်ပေးရန်တော်လှန်ရေးအဖွဲ့အစည်းတချို့မှအာရမစစ်သားစုဆောင်းနေခြင်းများရပ်တန့်ပေးရန်လည်းတောင်းဆိုထားပါတယ်လက်ရှိအချိန်တွင်မြန်မာနိုင်ငံသည်စစ်ပွဲများဖြင့်ဒုက္ခဝင်ကပါတော့အတွင်သို့အရှိန်အဟုန်ပြည့်ပြည့်နှင့်ခုံမောင်းနေသောရထားကြီးတစင်ကဲ့သို့ဖြစ်နေပြီးအဆုံးမရှိသောပြည်တွင်းစစ်ပွဲများကြောင့်တံပိုးရှိသောလူအသက်ပေါင်းများစွာတည်ဆုံခဲ့ပြီးလျင်ပုံကျဲမှုတပ်ဖြတ်မှုများကြောင့်တက်ကြီးရွယ်အိုများကလေးသူငယ်များအပါအဝင်ပြည်သူတို့အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုများနေ့စဉ်ကြုံတွေ့နေရသည်ဟုလည်းဆိုထားပါတယ်။ငြိမ်းချမ်းရေးကမ်းလှမ်းများအဖွဲ့ Hand of Peace ကိုဂျပန်ရောက်မြန်မာလူငယ်များဖြင့်ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ကမ်ပိန်းများမကြာခဏပြုလုပ်လေ့ရှိပါတယ်။ဆက်လက်ပြီးအငင်းပွားပွဲ52ရာခိုင်နှုန်းကျော်မဲပေးခဲ့သည်ဆိုသည့်စေကော်မရှင်၏ရွေးကောက်ပွဲအတူတွင် PR နှင့်ချင်းချောက်ခံရမှုကြောင့်မဲပေးခဲ့ရသူအများစုဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အငင်းပွားပွဲ52ရာခိုင်နှုန်းကျော်မဲပေးခဲ့သည်ဆိုသည့်စေကော်မရှင်၏ရွေးကောက်ပွဲအတူတွင် PR နှင့်ချင်းချောက်မှုခံရမှုကြောင့်မဲပေးခဲ့ရသူအများစုဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲအပိုင်းတဲမှာပြည်သူ52ရာခိုင်နှုန်းကျော်မဲပေးခဲ့တယ်လို့စစ်ကော်မရှင်ကခက်တီတီဆိုနေပေမဲ့လက်တွေ့မှာတော့အဆိုပါရာခိုင်နှုန်းကိုမပြည့်မီတယ်လို့ပြည်သူအများစုဟာလည်း PR နဲ့ချင်းချောက်ခံရတာတွေကြောင့်မဲပေးခဲ့ကြရတာလို့ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်တွေနိုင်ငံတကာမီဒီယာတွေနဲ့စောင့်ကြည့်လေ့လာသူတွေကထောက်ပြပြောဆိုခဲ့ကြပါတယ်။စေကော်မရှင်ရဲ့အထူးရောင်ရွေးကောက်ပွဲအပိုင်းတဲမှာမဲပေးခွင့်ရှိသူ17တန်းကျော်ရှိတဲ့အထက်6တန်းကျော်မဲပေးခဲ့လို့52ရာခိုင်နှုန်းကျော်အောင်မြင်တဲ့ပြည်သူအောင်ပွဲဆိုပြီးအကြံဖတ်စစ်အုပ်စုခေါင်းဆောင်တွေကထုတ်ဖော်ပြောဆိုနေတာကိုစောင့်ကြည့်သူတွေကအခုလိုဝေဖန်ထောက်ပြခဲ့ကြတာလည်းဖြစ်ပါတယ်။တကယ်တော့ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်သလိုမဲဆန္ဒရှင်ပြည်သူတွေကလည်းအကြောက်တရားနဲ့ဖိအားပေးမှုကြောင့်မဲပေးခဲ့ကြရတာများတယ်လို့စောင့်ကြည့်သူတွေကဆိုထားပါတယ်။ရွေးကောက်ပွဲမဲပေးမှုနဲ့ရေတွက်မှုလုပ်ငန်းစဉ်တွေကိုနိုင်ငံရေးပါတီများပင်တေချာစောင့်ကြည့်ခွင့်မရပဲဒီဇင်ဘာလ28ရက်မှာကျင်းပပြီးစီးသွားခဲ့တဲ့ရွေးကောက်ပွဲအပိုင်းတင်မှာမြို့နယ်102မြို့နယ်ပါဝင်ခဲ့ပြီးမဲပေးပိုင်ခွင့်ရှိသူ17တန်း6,92,144ယောက်ရှိတဲ့အထက်6တန်း9,5511ယောက်လာရောက်မဲပေးခဲ့တာကြောင့်မဲပေးတဲ့ရာခိုင်နှုန်း52.73ရာခိုင်နှုန်းရှိတယ်လို့စစ်ကော်မရှင်ဝါဒဖြန့်ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကခက်တီတီထုတ်ဖော်ပြောဆိုထားတာပါ။ဒါအပြင်မဲပေးခဲ့တဲ့ပြည်သူတွေဟာသူတို့ရဲ့ဒီမိုကရေစီအခွင့်အရေးနိုင်ငံသားအခွင့်အရေးတွေကိုအပြည့်အဝအသုံးချလိုက်တဲ့ပြည်သူအောင်ပွဲဖြစ်တယ်လို့လည်းအကြံဖတ်စစ်ကောင်ဆောင်မြောက်လိုင်းကစစ်ကော်မရှင်ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်တဲ့ Popular News သတင်းဌာနရဲ့အင်တာဗျူးမှာဖြေကြားထားခဲ့ပါသေးတယ်။ဒါပေမဲ့ရွေးကောက်ပွဲအကြိုကာလကြိုတင်မဲစရင်ကောက်ခံမှုအပါအဝင်စီယုံရေးကာလနဲ့ရွေးကောက်ပွဲကာလမဲပေးမှုတွေမှာစစ်ကော်မရှင်ရဲ့လှုပ်ဆောင်မှုတွေဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအဖြစ်ရှိမနေခဲ့ဘူးလို့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ပြည်သူ့ပါတီဝင်တချို့အပါအဝင်ကိုယ်စားလှယ်လောင်းအချို့ကပြောဆိုထားပါတယ်။ရွေးကောက်ပွဲအကြိုကာလကြိုတင်မဲစရင်တွေနဲ့ကြိုတင်မဲပေးမှုရလဒ်တွေဟာရှင်းလင်းပြတ်သားမှုမရှိသလိုကြိုတင်မဲပေးခွင့်ရှိသူအရေးအတွက်ကလည်းမူလစရင်ထက်ပိုမိုနေခဲ့တယ်လို့ကိုယ်စားလှယ်လောင်းတချို့ကထောက်ပြပြောဆိုခဲ့ပါတယ်။အလားတူစစ်ကော်မရှင်ကထုတ်ပြန်ခဲ့တဲ့လာရောက်မဲပေးသူအရေးအတွက်ဟာအစိုးရဝန်ထမ်းတွေပြည်တွင်းနေရဆုံးခွာပြောင်းရွှေ့နေထိုင်ကြရသူတွေအစရင်နဲ့နေထိုင်နေကြရသူတွေ PRP ခံရသူတွေအများစုဖြစ်ကြတယ်လို့လေးလာစောင့်ကြည့်သူတချို့ကဆိုပါတယ်။ရခိုင်ပြည်နယ်အပါအဝင်မြန်မာပြည်အလဲပိုင်းအညာဒေသတိုက်ပွဲတွေကြောင့်ဘေးလွတ်ကင်းရမြို့ပေါ်ကိုနေရဆုံးခွာတိမ်းရှောင်လာကြပြီးအစရင်နဲ့နေထိုင်နေကြရတဲ့မိသားစုအများစုဟာစစ်ကော်မရှင်ရဲ့ချင်းချောက်ဖိအားပေးမှုနဲ့စိုးရိမ်ထိတ်လန့်မှုတွေကြောင့်ရွေးကောက်ပွဲမှာပါဝင်မဲပေးခဲ့ကြတာလို့လေးလာစောင့်ကြည့်သူတချို့ကထောက်ပြခဲ့ကြပါတယ်။ဒါအပြင်အစိုးရဝန်ထမ်းတွေမိသားစုတွေလည်းမဲပေးဖို့အတွက်ဖိအားပေးခံခဲ့ရပြီးမဲပေးခဲ့တဲ့ပါတီကိုပါပြန်လည်တင်ပြဖို့စီခိုင်းခံခဲ့ရတယ်လို့ဆိုပါတယ်။2020ရွေးကောက်ပွဲမှာမဲစရင်မှားယွင်းမှုတွေရှိနေတယ်လို့အကြောင်းပြပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာသူတို့ကိုယ်တိုင်ပြုလုပ်တဲ့လက်ရှိရွေးကောက်ပွဲအတူမှာတော့မဲစရင်3ကြိမ်ထွက်ရမှာတစ်ကြိမ်နဲ့တစ်ကြိမ်နံပါတ်မတူလို့ပြန်ရှာနေရတာတွေရှိတယ်လို့ဒုတိယအကြိမ်မှာမဲစရင်ပါပြီးနောက်ဆုံးအကြိမ်မှာပါမလာတာမျိုးတွေဖြစ်တဲ့အထိကမောက်ကမပြစ်မှုနဲ့မှားယွင်းမှုတွေရှိခဲ့တယ်လို့ကိုယ်စားလှယ်အချို့ကဆိုပါတယ်။ဒါအပြင်မဲပေးနေချိန်အတွင်း
မေးရည်ဆက်တွေတပြိုင်နက်ပြတ်သွားတာအပါအဝင်မတင်ကားဖွယ်ရာဖြစ်စဉ်တွေလည်းဒူးနေတီပါစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲမှာသတင်းရယူခဲ့တဲ့နိုင်ငံတကာမီဒီယာတချို့ရဲ့သတင်းတွေအရလည်းရွေးကောက်ပွဲမေးပေးမှုဟာတက်ကြွမှုမရှိသလို2020ပြည့်နှစ်ကာလနဲ့နှိုင်းယှဉ်ရင်လည်းအလွန်နှဲပါတယ်လို့ဆိုပါတယ်2020ခုနှစ်နဲ့ရှင်ရင်ပြည်သူမဲပေးမှုနေပါတာကိုကြော်မျိုးမြင့်လို့စစ်တပ်လော်ဘီများကပင်ဝန်ခံခဲ့ကြရပါတယ်။မဲပေးသူအများစုဟာလည်း PR နဲ့ချင်းချောက်မှုကြောင့်သာမဲယုံကိုလာရောက်ကြရတာများပြီးမြေပြင်အချက်လက်တွေအရလည်း50ရာခိုင်နှုန်းထက်များစွာနေတဲ့ပမာဏကသာတွားရောက်မဲပေးကြတဲ့ဆိုတာကိုညွှန်ပြနေပါတယ်။ဆက်လက်ပြီးအဗရလန်ဟောင်ပစီကြီးပါအနီးမှာစေကောင်စီတပ်နဲ့အေတို့တိုက်ပွဲတွေပြင်းထန်နေတဲ့ဆွဲတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရခိုင်ယူမအဆက်မကွေတိုင်းအဗရလန်ဟောင်ရှိပစီကြီးပါအနီးမှာစေကောင်စီတပ်နဲ့အာရကတပ်တော်အေတို့ယခုရပိုင်းတွင်းမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့ဒေတာတွင်စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စေကောင်စီတပ်ဟာလက်ကျန်နဲ့ရေကန်ပြူဟာကုန်းရှိစက္ကန့်အနီးတစ်ဝိုက်ကိုအဗရလန်ဟောင်ကနေစစ်ကြောင်းထိုးလာတာကြောင့်ပစီကြီးပါအနီးအရောက်မှာအာရကတပ်တော်အေနဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့အေနဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တပ်ဦးကပြောပါတယ်။စစ်ကောင်စီတပ်ဟာအဆိုပါထိတွေ့တိုက်ပွဲတွေအတွင်းမှာလေကြောင်းပြက်ကိုပါရာမော်တာစက်တက်လီတီတွေဒရုန်းတွေအများပြားအသုံးပြုပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတပ်ဟာဗရန်တပ်နေကနေအေနဲ့ပူပေါင်းတပ်တွေတင်ထားတဲ့ပစီကြီးရွာဘက်တို့လန်တစ်ကခုတ်ကြီးကြီးရွာဘက်ကိုစစ်ကြောင်းထိုးနေတာပါ။အခုရက်ပိုင်းမှာတော့ပစီဘက်မှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေကြတယ်လို့သိရပါတယ်။စကားကတော့အရင်တိုက်ပွဲတွေနဲ့မတူပေပါရာမော်တာစက်တက်လီတီနဲ့လေကြောင်းပစ်ကူတွေကိုအဓိကအသုံးပြုတိုက်ခိုက်လာနေပါတယ်လို့အေနဲ့နီးစက်တဲ့စစ်ရေးသတင်းရင်းမြစ်တအုပ်ကသတင်းဌာနကိုပြောပါတယ်။အာရကတပ်တော်အေနဲ့ပူပေါင်းတပ်တွေဟာလက်ရှိစစ်ကောင်စီတပ်ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အဗရန်လန်ဟောင်းမှပစီကြီးပါနဲ့အဗရန်လန်တစ်ကခုတ်ကြီးကျေးရွာတွေကိုပြီးခဲ့တဲ့စက်တင်ဘာလကတည်းကသိမ်းပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ရခိုင်ရိုးမာဆက်ကအဗရန်လန်ပိုင်းမှာတခုတည်းကြန့်ရှိတော့တဲ့နေရီကန်လေးချောင်းရံကာကွယ်ရေးစခန်းပြူဟာကုန်းမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား300ဝန်းကျင်ခန့်သာရှိတော့တာလည်းဖြစ်ပါတယ်။မြေပြင်ထိုးစစ်မရောက်နိုင်တော့တဲ့နေရီကန်ပြူဟာကုန်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေစားနေရိတ်ခါစစ်လက်နက်ပစ္စည်းတွေစစ်အင်အားတွေကိုအသီးသီးပို့ဆောင်ပေးနေတာရှိနေတယ်လို့လည်းအေနဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။နေရီကန်ပြူဟာကုန်းကိုလာတဲ့လမ်းကြောင်းတွေအကုန်လုံးကိုတော်လန်ရေးတပ်တွေနဲ့အေကပိတ်ဆို့ဖျက်တောက်ထားတာပါ။ဒါကြောင့်စကားရိတ်ခါတွေပို့မယ်ဆိုရင်လေကြောင်းကိုအဓိကအသုံးပြုရပါတယ်။ဒါပေမဲ့အဲ့ဒီစားနပ်ရိတ်ခါတွေဟာတော်လန်ရေးတပ်ဖွဲ့တွေစီရောက်သွားတာလည်းရှိပါတယ်လို့အဆိုပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။တစ်ဖက်မှာလည်းနေရီကန်ပြူဟာကုန်းစခန်းရှိပြည်သူစစ်မှုထမ်းပစတွေဟာစစ်မတိုက်ချင်ကြတဲ့အတွက်အေနဲ့ပူပေါင်းမဟာမိတ်တွေစီကိုလက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။နေရီကန်ပြူဟာကုန်းစခန်းဟာစစ်ကောင်စီတပ်ရဲ့လေကြောင်းရန်ကာကွယ်ရေးစခန်းတစ်ခုဖြစ်တယ်လို့ရခိုင်ဒေသအပါအဝင်မြန်မာနိုင်ငံရဲ့အနောက်ဘက်ကလေကြောင်းရန်တွေကိုထောက်လှမ်းဖို့အတွက်ပြုလုပ်ထားတဲ့အရေးပါတဲ့စခန်းကုန်းတစ်ခုလည်းဖြစ်ပါတယ်။အလားတူနေရီကန်ပြူဟာကုန်းကိုအာရကတပ်တော်အေနဲ့ပူပေါင်းမဟာမိတ်တပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပါကမကွေတိုင်းရှိစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကဘာစာစက်ရုံတွေကိုချိန်ချောက်လာနိုင်တာကြောင့်စစ်ကောင်စီတပ်ကတက်ပြန်လေဖွဲ့စည်းပြီးအင်အားအလုံးရင်းနဲ့တံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။မကွေးတိုင်းအဆက်မှာတော့စစ်ကောင်စီတပ်ကိုအာရကတပ်တော်အေအရှို့ချင်းကာကွယ်ရေးတပ်မကွေးတိုင်းအခြေစိုက် PDF တပ်ရင်းတွေចောင်းသားလက်ယုံတပ်တော် SCF ပြည်သူ့လက်ရေးတပ်တော် PIA လူလူတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတပ်တွေကပူးပေါင်းပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်။